မိန်းကလေးတစ်ယောက်18နှစ်ပြည့်တဲ့အခါသူမရဲ့အနာဂတ်ချစ်သူနာမည်ကသူမလက်ပေါ်မှာပေါ်လာပါတယ်။သူမဟာအဲ့ဒီနာမည်ပိုင်ရှင်ကိုနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူး။ဒီနေ့တော့သူမဟာနာမည်တူတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့သူ့လက်ပေါ်မှာတော့တခြားမိန်းကလေးတစ်ယောက်ရဲ့နာမည်ကိုသူမသတိထားမိလိုက်ပြီးအလွန်အမင်းစိတ်ထိခိုက်သွားရပါတယ်။9 နှစ်ကြာတဲ့အထိသူမပတ်ဝန်းကျင်ကလူတွေအားလုံးချစ်သူတွေနဲ့တွေ့ဆုံနေကြပေမဲ့သူမတယောက်တည်းကြံရစ်နေခဲ့ပါတယ်။တရက်မှာတော့သူမလက်ပေါ်ကနာမည်ကပြန်လည်တောက်ပလာပါတယ်။အချစ်စစ်ရောက်လာပြီလို့သူမခံစားလိုက်ရပါတယ်။သူမစိုးရိမ်တကြီးနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမနှမ်းမကမ်းမှာချောမောတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမဟာစိတ်လှုပ်ရှားစွာနဲ့သူ့စီသွားပြီးသူမလက်ပေါ်ကနာမည်ကိုပြောပြလိုက်ပါတယ်။ကောင်လေးကတော့ခက်ဆက်ဆက်နဲ့ခေါင်းညစ်ပြပါတယ်။မိန်းကလေးကသူ့ခန္ဓာကိုယ်ပေါ်မှာသူမနာမည်ပါမပါချက်ချင်းမေးလိုက်ပေမဲ့ကောင်လေးကတော့ခေါင်းမာမာနဲ့ညင်းဆိုပါတယ်။မိန်းကလေးတစ်ယောက်အလွန်စိတ်ပြတ်သွားပေမဲ့သူမမသိလိုက်တာတခုကတော့သူမနာမည်ကကောင်လေးရဲ့ခန္ဓာကိုယ်ပေါ်မှာပေါ်နေပြီးသားပါ။တကယ်တော့ကောင်လေးတစ်ယောက်သူမကိုဝန်မခံရဲတာဟာအကြောင်းရင်းရှိပါတယ်။သူတခါကမိန်းကလေးယောက်ျားလေးအိမ်သားတွေကထွက်လာတာကိုမြင်လိုက်ရတယ်လို့တခြားမိန်းကလေးတစ်ယောက်နဲ့ရင်းရင်းနှီးနှီးရှိနေတာကိုလည်းမြင်ဖူးထားလို့ပါ။သူ့ရဲ့အနာဂတ်ချစ်သူဟာယောက်ျားလေးတစ်ယောက်ဖြစ်နေမှာကိုသူလက်မခံနိုင်ခဲ့တာပါ။အိမ်ပြန်ရောက်တဲ့အခါမိန်းကလေးကသူမတငယ်ချင်းကိုဒီအကြောင်းပြောပြပါတယ်။တငယ်ချင်းကတော့ကောင်လေးလိန်နေတာလို့အသေးချာပြောပြီးသူ့အဝတ်အစားကိုချုပ်ခိုင်းဖို့တိုက်တွန်းပါတယ်။ဒါကိုကြားတော့မိန်းကလေးရှက်သွားပါတယ်။ဒါပေမဲ့တငယ်ချင်းပြန်သွားတဲ့အချိန်မှာပဲကောင်လေးကသူမနောက်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီလိုမမျှော်လင့်ပဲတွေ့လိုက်ရတဲ့အတွက်စကားမပြောနိုင်ဖြစ်သွားပြီးသူမအခန်းထဲကိုထိတ်လန့်စွာနဲ့ပြေးဝင်သွားပါတော့တယ်။အဲ့ဒီညပါတီပွဲမှာတော့သူတို့နှစ်ယောက်အခန်းဖော်တွေဖြစ်နေမှန်းသူမသိလိုက်ရပါတယ်။သူမဝမ်းသာအားရဖြစ်သွားပြီးကောင်လေးရဲ့နာမည်ရှိမရှိသိရဖို့သူ့ဝတ်တွေကိုဘလို့ကျွတ်မလဲဆိုတာစိတ်ကူးရင်နေမိပါတယ်။ဒါပေမဲ့မတော်တဆရေတွေဖိတ်ဆင်ပြီးသွားတဲ့အခါကောင်လေးရဲ့လက်မောင်းပေါ်မှာနာမည်မရှိတာကိုတွေ့လိုက်ရပြီးသူမရဲ့နှလုံးသားတွေကွဲကြေသွားရပါတယ်။မကြခင်မှာပဲသူမအယံမူပြီးမှားယွင်းစွာနဲ့ကောင်လေးရဲ့အခန်းထဲရောက်သွားပါတယ်။ကောင်လေးကတော့လန်နိုးလာပါတယ်။မိန်းကလေးရဲ့ချစ်စရာကောင်းတဲ့ပုံစံကိုမြင်တော့သူ့နှလုံးသားတွေမြန်မြန်ခုန်လာပါတယ်။ဒါပေမဲ့လည်းသူမကိုအခန်းပြန်ပို့ပေးလိုက်ပါတယ်။သူပြန်ထွက်ခါနီးမှာပဲကြိုးတွေနဲ့ညှိပြီးချော်လဲသွားတဲ့အခါမိန်းကလေးရဲ့နှက်ခမ်းကိုမတော်တဆထိမိသွားပါတော့တယ်။